အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာဗာပြောပြသွားမယ်ဆိုရင်ကျွန်တော်တို့ TikTok အကောင့်ကနေပြီးတော့ပတ်သက်ရှာခြင်းနဲ့ကျွန်တော်ရဲ့ညီကိုတွေညီမတွေကိုကျွန်တော်ဒီနေ့ကျွန်တော်တိတိတော်လေးနဲ့ sharing လုပ်ပေးမှာဖြစ်ပါတယ်ဗာလေး sharing လုပ်ပေးမလဲဆိုတော့မိမိရဲ့ TikTok အကောင့်ကပတ်သက်ရှာလို့ရလားမရလားဟောရေTikTok ကနေပတ်သက်ရှာမယ်ဆိုရင်ဗာလေးသိထားရမလဲပေါ့နော်โอเคဒါဆိုရင်TikTok အကောင့်ကပတ်သက်ရှာလို့ရလားမရလားဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်သိမှလည်းဒီ TikTok အကောင့်ကဆက်ပြီးတော့သုံးကျင်တဲ့စိတ်ဖြစ်မှာပေါ့နော်TikTok အကောင့်ကနေပတ်သက်ရှာမယ်ဆိုရင်အရင်ဆုံးJapan region ပေါ့နော် Japan region အကောင့်တစ်ကောင့်ဖြစ်ရပါမယ်တကယ်လို့ Japan region အကောင့်မဟုတ်ဆိုလို့ရှိရင်လည်း Japan region အကောင့်ပြောင်းတက်အောင်ပေါ့နော်YouTube တို့ဘာလို့ပါရင်တွားပြီးလေ့လာလို့ရတယ်ဒါမှမဟုတ်ပြောင်းတက်ဘူးဆိုလို့ရှိရင်လည်းကိုယ်နဲ့တည်တဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကိုလည်းပြောင်းတက်တဲ့လူတယောက်ပေါ့နော်ပြောင်းခိုင်းလို့ရတယ်ဒါမှမဟုတ်ဒါ service တွေပါတွားအဲ့လိုရတယ်ပေါ့နော် TikTok နဲ့ပတ်သက်တဲ့ service တွေပါတွားအဲ့လိုရတယ်တကယ်လို့ကိုက Japan region ဖြစ်ပြီးကိုယ့်ရဲ့အကောင့်က Japan region နဲ့ဖွင့်ထားပြီးသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ TikTok ကနေပြီးတော့ဘယ်လိုတွေပတ်သက်ရှာမလဲပေါ့ဒါတော့ TikTok ရဲ့စီမင်းစည်းကမ်းကိုကျွန်တော်အရင်ဆုံးပြောပြအောင်ဖြစ်ပါတယ်TikTok ကနေပြီးတော့ပတ်သက် Japan region နဲ့အကောင့်နဲ့ပတ်သက်ရှာမယ်ဆိုလို့ရှိရင်ဒါသူများဇာတ်ကားတွေကိုပြန်တင်လို့မရဘူးเนาะအခုဇာတ်ကားတွေတင်တာ view တွေပါရတယ်ပေါ့ဇာတ်ကားတွေပိုင်းပြီးတင်မှာတို့ဘာတို့ပေါ့အဲ့လိုမျိုးတွေလုပ်လို့မရဘူးเนาะပြီးတော့copyright တွေခဏခဏထိလို့မရဘူးပေါ့เนาะ copyright ထိရဆိုတာဟိုမိတ်ဆွေတို့တင်လိုက်တဲ့ဗီဒီယိုကအတမပါတာတို့ဘာလို့ဆိုတော့ဒါဆိုရင်အဲ့ဒါ music copyright ထိတာတို့ပါပေါ့เนาะအဲ့လိုမျိုးထိလို့မရဘူးအဲ့တော့မိမိရဲ့ဗီဒီယိုကိုမိမိကိုယ်တိုင်ဖန်တီးတဲ့ဗီဒီယိုဖြစ်စေခြင်းနဲ့TikTok ဆော့ရင်းနဲ့လည်းပတ်စံရတယ်ပေါ့နော်ကိုယ့်ဘာကိုယ်ပဲသူများဟို trend ဖြစ်နေတဲ့တခြင်းနဲ့TikTok တွေပါဆော့ပြီးတင်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်ဒါမှမဟုတ်ရင်ကိုယ်ပိုင်ဟာသားလေးတွေဖန်တီးပြီးတော့ TikTok မှာဗီဒီယိုတင်နဲ့လည်းပတ်စံလေးရှာလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့အရင် TikTok အကောင့်ပေါ့နော်မကြည့်ကျွန်တော်ရဲ့အမှ follower တွေအမှနော် like တွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ရဲ့အကောင့်က Japan region အကောင့်မဟုတ်ဘူးပတ်သက်ရှာလို့မရတဲ့အတွက်ကျွန်တော်ဒီ TikTok အကောင့်ကနေပြီးတော့ဆက်ပြီး viewer တွေ follower တွေများနေလဲကျွန်တော်ဒီ TikTok အကောင့်ကနေပတ်သက်ရမှာမဟုတ်ပါဘူးအဲအကြောင်းမို့ကျွန်တော်မိတ်ဆွေတွေသိစေချင်လို့ကျွန်တော်လာပြီးတော့ share လုပ်ပေးခြင်းပဲဖြစ်ပါတယ်သိချင်တဲ့အကြောင်းအရာတွေရှိနေကျွန်တော်ရဲ့ comment အောက်မှာဝင်ရေးပါပေါ့နော်ကျွန်တော်နောက်ဗီဒီယိုလေးလုပ်ပြီးပြန်တင်ပေးပါမယ်အားလုံးပဲကျေးဇူး